စင်မြတ်ရွှင်လန်းဝမ်းသာလူမကြီးကဂုံယူစေမှာပြက်ကွက်ပါဘူးဖြည်းစည်းနဲ့ပါလူတကာကြီးတွေဂုံယူတာအိုးသမီးရင်ချောင်းစီမောင်တီးရဲ့လူအိုးအရင်လက်မြင်မရွေးကျွေးမွေးတဲ့လူချမ်းမမကြီးပါအလှမကြီးနဲ့ပျော်ရွှင်စွာအိုးသမီးချောင်းစီမောင်တီးရဲ့လူအိုးအယုံနဲ့မြင်မရွေးကျွေးမွေးတဲ့လူနောင်တန်ရကျော်လွန်စရာဒါနာအကျိုးပြုရတာအချင်းချင်းလေးအခါခါပါအောင်ဒါရုပ်လူမောဒနာအာယဝဲတာခေါ်ဆိုပါလေဗျာရှင်လို့ပြီးနောက်ကပါလူမကြီးလေကြည်သာရှင်စွာအိုးသမီးချောင်းစီမောင်တီးတဲ့လူအိုးအယုံလက်မြင်မရွေး